စာလ23ထာဝရဘုရားသည်ငါ၏သူရင်းဖြစ်တော်မူ၏ငါသည်စင်းရဲမခံရစိမ်လန်းသောချက်စားရအရ၌ငါကိုအိပ်စီတော်မူ၏တာယာသောမျက်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်ဘုလူငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏အကယ်၍တင်မီ၏လွှမ်းမိုးသောကြိတ်သေးသို့ရှောက်သွားရတော်လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍တန်တန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏ကျွန်ုပ်၏ရန်သူတို့ရှေ့မှအကျွန်ုပ်ဖို့စပွဲကိုခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစီနှင့်လိမ့်တော်မူ၏အကျွန်ုပ်ခပ်ဖလားသည်ရှံလျက်ရှိပါ၏အကယ်စင်စစ်အကျွန်ုပ်သည်ကျေးဇူးနှင့်ဂရုဏာကိုတစ်သက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဉ်အမြဲနေရပါ